အစိုးရလူကြီးဖြစ်ပြီးတော့တင်တာကိုနီးရလို့ပေးတယ်လက်ယူတဲ့ဒီအရှက်မရှိမှုပေါ်ပေါက်တယ်ဆိုအကြောင်းအရာတွေကိုကျွန်တော်ပြောပြချင်တယ်ပေါ့နော်အစိုးရဝန်ထမ်းဖြစ်တော်တယ်ကိုရတဲ့လစာတွေမှာဖြစ်နိုင်တဲ့ပိုင်ဆိုင်မှုတွေရရှိနေပြီးတော့သားသမီးတွေပါကြီးပွားနေတဲ့အစိုးရအရာရှိတွေရဲ့အရှက်ရဝယ်လုပ်ရက်ကိုဂျပန်ရဲတပ်ဖွဲ့ကတော့ငြိမ်မနေပဲနဲ့ဒါအစဉ်အဆက်ဖော်ထုတ်ခဲ့လို့ကျွန်တော်ကတော့ချီးကျူးတယ်လို့ဆိုချင်ပါတယ်တချို့တွေကတော့ဒီလိုမျိုးပေါ့နော်လက်စားတွေလုပ်ရက်တွေပေါ်တာမပေါ်ခဲ့ဘူးဆိုရင်လက်ယူပြီးတော့ကြီးပွားတာကိုတော့တချို့ငါပေးနေရသူကိုတိုကန်နဲ့သူဖြစ်တာသူဖုံးကန်နဲ့သူဖြစ်တာဆိုပြီးမတရားမှုကိုတော့ကံကောင်းတို့လိုရှေးဘွားကုသိုလ်လိုဒါတလွဲစပင်ကောင်းယူဆတဲ့လူဒန်းစားတတိုက်လေးရှိတယ်ပေါ့နော်အဲ့တော့ဂျပန်သတင်းလေးကိုပြောပြအောင်2026ခုနှစ်မေလ20ရက်မှာဖြစ်သွားတာဆိုတာပူပူနွေးလေးဖြစ်စဉ်လေးပေါ့နော်ဂျပန်စာတိုက်ကြီးကဒီတိုကျိုခရိုင်ရုံးအရာရှိဖြစ်တဲ့သူကအာဂရိလိုက်စားနေပါတယ်ဆိုပြီးဂျပန်ရဲတပ်ဖွဲ့ကတော့အာဂရိကိုလေနဲ့မဟုတ်ဘူးနော်တကယ်လက်တွေ့ဖမ်းပြသွားတာပါအဲ့ဒီလူက38နှစ်အရွယ်သာရှိသေးတယ်ယွန်နေထားဆိုတဲ့စာရိုက်အရာရှိပေါ့နော်ဒီအရာရှိကဟာရုခိတေယူပို့ဆောင်ရေးကုမ္ပဏီဒါရိုက်တာ56နှစ်အရွယ်နီရှိမူရဆိုတဲ့လူစီကဒါလက်ငွေယူပြီးတော့ဒါသူ့ရဲ့အိုချိုးစီးပွားနော်ကြီးပွားတိုးတက်အောင်ကြံဆောင်ခဲ့တယ်လို့သိရတယ် RWB ကုမ္ပဏီအရာရှိ64နှစ်အရွယ်ဟာရှိမိုးတုံနဲ့လည်းဒီလက်ငွေယူတဲ့ဟာဒီမှာပူပေါင်းကြံစီခဲ့တယ်လို့သိရတယ်ပေါ့နော်ဒီလူက2019ကနေ2022အတွင်းဂျပန်စာရိုက်တိုကျိုခရိုင်ရုံးကစာသိမ်းတဲ့လုပ်ငန်းကိုလေးလံတင်တာပေါ့နော်အဲ့လေးလံတင်တာမှာလက်ထိုးတာကိုယူပြီးတော့မညမတတစ်ဖက်ဆောင်နေမကန်တဲ့ဒါလက်ပေးရကိုသူ့လက်ပေးတဲ့ဟာကိုလုပ်ငန်းချပေးခဲ့တယ်ပေါ့ဗျာလက်ယူရင်းနဲ့သူကဒါရန်တန်းကျော်ရယူနေမှာကအဲ့ဒီကုမ္ပဏီကြီးကသူ့ကိုစားတောက်ဆိုင်ကြီးတွေမှာစားတောက်ခွင့်ပေါ့နော်နာမည်ကြီးစားတောက်ဆိုင်ကြီးပါနာမည်ကြီးဟိုတယ်ကြီးတွေမှာသူ့ကိုတဲကိုခွင့်တွေပေးထားတာပေါ့နော်ဒီလိုလီလံပွဲမှာအနာရရင်အနာရတဲ့ကုမ္ပဏီအတွက်ကတော့ဒါဂျပန်လိုနိုင်ငံမှာဗျာလီလံအောင်နေဆိုအမြန်ဆုံးကတော့တည်ရတိုင်းတအားကြီးတာပေါ့နော်ဒီဌာနကနာမည်ပြက်တယ်တနိုင်ငံလုံးကလည်းတိလက်စားတာလည်းနာမည်ကြီးတယ်ဆိုရင်တယောက်တည်းစားနေရမဟုတ်ပဲနဲ့အဲ့ဒီတဌာနလုံးမှာအကျင့်လူစရိုက်တူတွေဒါစုနေတာဖြစ်နိုင်တယ်ဆိုတာတတ်သိအနေနဲ့နေကြရတော့ဒီခုနကကျွန်တော်ပြောယွန်နေတာရဲ့လုတ်ဖို့ကိုင်ဘက်ကလည်းအရင်ကလည်းသူ့လိုပဲလက်စားခဲ့လို့ဒါဂျပန်စားတွေကအလုပ်ထုတ်ခဲ့တယ်လို့သိရတယ်ပေါ့နော်အဲ့တော့လက်စားတယ်ဆိုတာကလည်းဗျာနမဲတာဆိုတာပြောအနေချောင်ပြီးတော့ခုနကကျွန်တော်ပြောသလိုတချို့ငါပိန်းလူတန်းစားတွေဆိုရင်ဒါဒီလူကကုသိုလ်ကောင်းလို့ဘာလို့အဲ့လိုမျိုးထင်ကြတော့ဗျာဂျပန်လိုတော့အာဂရိလုတ်တဲ့သူကိုတကယ်ဖမ်းတဲ့နိုင်ငံတော်မှာအရေးစွန်ပြီးတော့လက်စားကြနေတာပေါ့နော်အဲ့တော့ဂျပန်စာရိုက်လုပ်ငန်းကတော့ပြောရရင်စာရိုက်လုပ်ငန်းကြီးကိုချစ်လို့ပါလို့လူရှိသူရှိပြည်သူရှိကြရင်တော့ for sure တွေရိုက်ပေမဲ့စာရိုက်လုပ်ငန်းကိုတကယ်ချစ်တာတဲ့လက်စားခြင်းတဲ့ကောင်တွေအချောင်ရခြင်းတဲ့ကောင်တွေကအဲ့ဒီဌာနမှာလာစုနေတယ်လို့တော့ပြောရတော့မှာပေါ့နော်၄လပိုင်းမှာခုနကကျွန်တော်ပြောတယ်ယွန်နေတာရဲ့အပေါင်းဖို့လုတ်ဖို့ကိုင်ဘက်ကလက်စားခဲ့တာ၄လပိုင်းမှာအဲ့ဒါကြောင့်မလို့ဂျပန်စာရိုက်ကသူ့ကိုထုတ်လိုက်တယ်၅လပိုင်းမှာကျတော့ချက်ချင်းပဲနော်၄လပိုင်းမှာလက်စားတာ၅လပိုင်းမှာလည်းအဲ့ဒီယွန်နေတာကသူ့အပေါင်းဖို့ရှေ့မှာလက်စားခဲ့တာကိုတော့သင်ခန်းစာမယူနောက်မရပဲလေသူကထက်လက်စားတာထက်လက်စားတော့စဉ်းစားကြည့်ပေါ့နော်နောက်6လပိုင်း9လပိုင်းနေလဲဒီကောင်ပြုတ်သွားလဲနောက်တက်လာမဲ့သူ့နေရာဝင်မဲ့ကောင်နဲ့ထပ်ပြီးတော့စားကြအောင်မလားတော့မသိဘူးပေါ့အဲ့တော့ဒီဌာနတွေကလူတွေပေါ့နော်ဒီလိုမျိုးဌာနတွေကလူတွေဒီလိုဗျာဒါတိုကျိုကဖြစ်စဉ်ဆိုရင်တော့ဟိုဘယ်လိုပြောမလဲတိုကျိုလိုနေရာလောက်လေးမှာပဲဘယ်လိုပြောမလဲနာမည်ပြက်ထွက်တာပေါ့နော်တနိုင်ငံလုံးကဒီဌာနကြီးကိုအပြစ်မြင်နေတာဒီဌာနကြီးလက်စားတယ်ဆိုပြီးတော့နိုင်ငံကျော်တဲ့အထိဖြစ်နေရမဟုတ်ဘူးဗျာအဲ့တော့စဉ်းစားကြည့်ဒီလိုဌာနလေးတော့နေရာလေးတစ်ခုမှာတော့မှနာမည်ထွက်နေတယ်ဆိုရင်အဲ့ဌာနလေးမှာတယောက်တည်းလက်စားတာမဟုတ်ပဲနဲ့အပေါင်းဖုံတွေပေါ့နော်အကျင့်လူစရိုက်တွေစုနေရဆိုရင်တွေးကြည့်နော်တနိုင်ငံလုံးကလူတိုင်းသိဒီနေရာကြီးကလက်စားနေပါပဲလို့ပြောတယ်ဆိုတော့ဝက်ကွယ်အဲ့ဌာနမှာလူ100ရှိ69ယောက်ကလောက်ကလက်စားနေလို့နေမှာပေါ့နော်အခုလည်းကြည့်ပါတကောင်ထွက်သွားတာနဲ့တကောင်ပြစ်သွားတယ်နောက်တကောင်ကအဲ့လက်စားတာစားတာပဲပေါ့နော်အဲ့တော့ပြောရရင်တော့ဒီလိုဌာနကလူတွေကလုတ်ပိုင်ခွင့်ရရင်တော့ရတယ်လို့လင့်ရင်စားမယ်ပေါ့နော်မင်းတို့ကလင့်ရင်စားကြမှာလားဆိုပြီးတော့ဒါဂျပန်ပြည်သူတွေကဝေဖန်နေကြပြီမဲ့လေဒါပေမဲ့ဂျပန်ပြည်ကရေးတဲ့ဖွဲ့ရတော့ဗျာဟိုအသိမှာသူတို့အလုပ်ကိုသူတို့လုပ်နေရမဟုတ်လို့တကယ်လဲဖမ်းတာမဟုတ်လို့ဒီဟာကတော့เนาะလက်စားတဲ့ကောင်တွေနဲ့ဂျပန်ရဲကတော့ကြောင်နဲ့ကြွက်ဆန်လန်းလို့ဖြစ်နေပါဘောเนาะအဲ့တော့ကျွန်တော်အခုပြောသွားတဲ့သတင်းကိုနားထောင်ပြီးတော့ဒါတိုကျိုမှာဒီလက်စားတဲ့ဖြစ်စဉ်ရပါဘောเนาะဒီတိုကျိုဆိုတဲ့နေရာတစ်ဝိုက်ပဲဖြစ်နေတာပေါ့เนาะအဲ့ဒါကြောင့်မလို့တနိုင်ငံလုံးအနေနဲ့ဆိုတော့ဂျပန်တွေကဒါကိုဒီဌာနကြီးကလက်စားတဲ့ဆိုရောဘယ်လိုပြောမလဲနာမည်ဆိုကြီးနဲ့တော့ပြတ်နေရတာမဟုတ်ဘူးเนาะအဲ့တော့စာဖက်သူတွေကရောကျွန်တော်ပြောတာပေါ့เนาะနားဆင်တဲ့သူတွေဂျပန်ရဲ့လက်စားမှုကတားဆိုးနေပြီလို့ထင်ပါကလားပေါ့เนาะဒါပေမဲ့ကျွန်တော်အမြင်တွေကတော့တနိုင်ငံလုံးကဟိုဘယ်လိုပြောမလဲလက်စားတယ်ပြောနေတဲ့အထိတော့မစိုးသေးတဲ့အတွက်ကြောင့်သူတို့လက်စားတာအရင်စိုးတယ်လို့တော့ကျွန်တော်ကတော့မငြင်းပါဘူးခင်ဗျားတို့ကဘယ်လိုမြင်လဲအမြင်လေးတွေ comment မှာကောင်းကောင်းမွန်မွန်ပြောသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်နော်ဒီကတော့ဒီတော့ပါပဲကျွန်တော်ကတော့ Facebook မှာဆိုရင်ဟာနာဆာကတ်ဂျပန်ဆိုပြီးတော့2019ခုနှစ်ရလေးဂျပန်သတင်းတွေကိုတောက်လျှောက်ရေးလာခဲ့တယ်အဲ့လိုပဲဇွန်မြတ်ဟီရိုဆိုတဲ့နာမည်နဲ့ Facebook YouTube TikTok Instagram 30ပေါ့နော်ဒီနေရာမှာလည်းကျွန်တော်
သတင်းတွေကိုတင်ဆက်ပေးတယ်တချို့ကထင်ပါပေါ့နော်ကျွန်တော်ဒီပတ်စံရလို့မှာ monetization လို့လောင်းစားကြော်ညာလို့နော်ဒီကနေကြလို့ဒီလိုသတင်းတွေကိုတင်ဆက်နေရလို့ထင်ပါပေါ့နော်တကယ်ကကြတော့ကျွန်တော်2019ကနေယနေ့အချိန်ထိကျွန်တော်ဘယ်နေရာမှာကျွန်တော်ပတ်စံမရခဲ့ပတ်စံတပြားတစ်ချက်မှမရဘူးနဲ့ကျွန်တော်အားလက်တဲ့အချိန်ကလေးတွေမှာပြည်သူတွေကိုကျွန်တော်သိတဲ့ပုဂ္ဂိုလ်တွေဝင်ရတာပေါ့နော်နောက်ပြီးတော့သတင်းမီဒီယာလုပ်ငန်းတွေကိုလုပ်ကိုင်ပြီးတော့ဗျာပြည်သူအတွက်ပေးဆက်နေပါတယ်ဆိုတဲ့သူတွေကမှဒါစာဆောင်များအောင်လို့ဟာonline ကနေဗျာသူတို့ရဲ့ဒီသတင်းဗီဒီယိုတွေကိုတင်ဆက်တာကနေအခါကြီးငွေလားစိန်ကြီးတွေယူပြီးတော့တင်ဆက်နေရပါတော့သူတို့လိုပေးဆက်နေတဲ့သူတွေဆိုတော့မှတကယ်ပတ်စံသူတို့မပင်သူတို့မတင်ဆက်နိုင်ဘူးကျွန်တော်တို့ဒီ2019နဲ့ယနေ့အချိန်ထိနော်အခမဲ့ဘယ်လိုပြောမလဲသတင်းတွေကိုကျွန်တော်တို့ knowledge ပေးတယ်ပေါ့နော်ပတ်စံလုံးဝမရဘဲနဲ့တင်ဆက်ဖို့ဆိုတာတကယ်ကြောင်မလွယ်ဘူးအဲ့လိုမလွယ်တဲ့သူတွေကိုတချို့ကကျွန်တော်တို့လူကိုပေါ့နော်ပတ်စံရတယ်သူကအတန်းရှင်းရှာလို့ပတ်စံရတယ်ထင်ပြီးတော့တချို့ကလာရောက်တိုက်ခိုက်နေတဲ့လူတွေရှိတယ်ပေါ့နော်အဲ့လိုလူတွေကျွန်တော်ပြောချင်တာခင်ဗျားတို့ရဲ့အလုပ်ပေါ့နော်ပတ်စံမရအလုပ်တို့ကိုခင်ဗျားတို့အဲ့လောက်ထိခင်ဗျားတို့ကျွန်တော်တို့လုံနိုင်တာလို့ပြန်ပြီးကုန်ထိုးကြည့်ပါတော့အဲကြောင့်လာရောက်တိုက်ခိုက်နေတဲ့သူတွေကိုစင်ချင်မှာနောက်ပြီးတော့ကျွန်တော်ရဲ့ဒီသတင်းတွေကျွန်တော် knowledge sharing လုပ်ပေးနေခြင်းတွေကျွန်တော်ကိုယ်တိုင်တော့ပတ်စံတရားတစ်ချက်မှမရဘူးတချို့ကျွန်တော် content တွေကိုယူပြီးတော့ YouTube တွေမှာပြန်တင်ပြီးတော့ပတ်စံရှာနေပါတော့အဲ့တော့မူရင်းဖြစ်တဲ့ကျွန်တော်တော့ပတ်စံမရတာဗျသူတို့တွေကပတ်စံရှာနေရဆိုတော့နည်းနည်းတော့မတရားဟုတ်တယ်နော်အဲ့ဒါကြောင့်မလို့မူရင်းဖြစ်တဲ့ကျွန်တော်ကိုယ်အားပေးကြပါပေါ့နော်နောက်တစ်ခုအနေနဲ့ပြောရင် comment တွေပါပေါ့နော်ကျွန်တော်တို့ဒီလူဖြစ်နေတာ trace မဟုတ်ဘူးနောက်ပြီးကျွန်တော်တို့ရဲ့ဒီမိဘဆွေမျိုးကြီးအတိုင်းဝိုင်းရဲ့အဆင့်နဲ့ဇယိုက်ကိုလည်းကောင်းကောင်းမွန်မွန်ချပြတဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ comment ပေါက်မှာနော်လူအခြေချင်းလေးစားသမှုနဲ့ပေါ့နော် session အောက်ကလေးတွေလည်းဒါရရဆန်းဆန်းဆဲဆူလိုက်မလုံးနဲ့အဲ့လိုပဲကိုနဲ့အငြင်းမတူတာဆဲဆူချင်းတွေဒါတရိတ်ဆန်စိတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ကောင်းကောင်းမွန်မွန်သာပြောဆိုဆွေးနွေးကြပါကျေးဇူးတင်ပါတယ်ကျွန်တော်တို့လည်းအားပေးကြပါကျွန်တော်ဒီခင်ဗျားတို့တချို့တွေထင်နေသလို content creator တွေလုပ်နေသလိုပေါ့နော်အဲ့ဒီဟာတွေပတ်စံလုံးဝယနေ့အချိန်ထိမရရှိပါဘူးပတ်စံမရှာပါဘူးနော်ပတ်စံမရဘဲနဲ့ဒီနေ့အထိကျွန်တော်က free ပေါ့နော်ဒီလိုမျိုး knowledge sharing ပေးနေရဆိုတာဒီကိုယ့်အချိန်တွေကထုတ်ပေးနေရဆိုတာဒီတကယ်ခင်ဗျားတို့ကကျွန်တော်နေရာမှာဆိုရင်ဒီလောက်နှစ်အကြာဘယ်သူမှမလုပ်နိုင်ဘူးပေါ့နော်ကျေးဇူးတင်ပါတယ်